အသက်ကြီးလာလို့အစားစားညစိတ်နေပါတာအစားကောင်းကောင်းမစားဖြစ်တာကြွက်သားအားနေတဲ့သူတွေရှိကြလားပေါ့နော်အဲ့တော့ဒီလိုဖြစ်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအာဟာရပြည့်ဝနေဖို့ကအရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကအသက်အရွယ်ကြီးလာလေဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ protein တွေ vitamin တွေသတ္တုဓာတ်တွေကပို့ပြီးတော့မှလိုအပ်ချက်များလာပါတယ်အဲ့တော့ဒီလိုခါမျိုးမှာကိုကလည်းဒီအစားအသောက်ကိုစုံလင်စွာမစားဖြစ်ဘူးဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကဒီမောပန်းတာတွေအားနေတာတွေနောက်ပြီးတော့မှမကြာခဏဖျားတာမျိုးတွေပို့ပြီးတော့မှဖြစ်လာနိုင်ပါတယ်အဲ့ဒီကြောင့်ကိုနေ့စဉ်စားနေကြအစားအသောက်တွေကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဒီ protein တွေစွမ်းအင်တွေကိုလုံလုံလောက်လောက်မရရှိနိုင်ဘူးဆိုလို့ရှိရင်တော့ဖြစ်စာအာဟာရတွေကိုလည်းတောက်သုံးပေးလို့ရတာဖြစ်ပါတယ်အဲ့တော့အခုဒီမှာမြင်တွေ့နေရတဲ့ Panther Shell မှာဆိုလို့ရှိရင်ဒီပဲပိဆက်ကနေထုတ်လုပ်ထားတာဖြစ်ပြီးတော့မှဒီ carbohydrate, protein, vitamin နဲ့သတ္တုဓာတ်28မျိုးပေါင်နေဆိုတော့လည်းတွေ့ရပါတယ်အထူးသဖြင့်တော့ကျွန်တော်တို့အနေနဲ့ဒီအသက်အရွယ်ကြီးပြီးတော့မှအစာစားခြင်းစိတ်အနေပါတဲ့သူတွေဒီကြွက်သားအားနေတဲ့သူတွေနောက်ပြီးတော့မှဒီနာတာရှည်ယောဂကြောင့်မလို့အားနေတဲ့သူတွေနဲ့ဒီခွဲစိတ်ပြီးကစားငလန်ထားစားသူတွေအတွက်ဆိုလို့ရှိရင်တော့တင်တော့ပါတယ်အဲ့အတွက်ကြောင့်ကိုယ်အနေနဲ့ကိုနေ့စဉ်ပုံမှန်စားနေကြအစားအစာအပြင်ကိုဒီလိုမျိုးဖြစ်စာဟားတွေကိုလည်းတောက်သုံးမျိုးပေးလို့ရဖြစ်ပါတယ်အဲ့ဒီကြောင့်မမေ့ပါနဲ့တင်ကိုယ်တိုင်ကအသင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစေရုပ်ကိုပါကျမ်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါခင်ဗျာ